နေ့မှာတော့အိမ်မှာဟင်းချက်စရာကုန်နေလို့ဈေးသွားဝယ်ခဲ့ပါတယ်အရင်ရက်တည်းက2ရက်တစ်ခါလောက်ဈေးသွားနေပြီမဲ့အခုရက်ပိုင်းအလုံးမအားလို့တခါတည်းများများလေးဝယ်လာခဲ့လိုက်ပါတယ်ရှင်ဒီငချင်းအကောင်လိုက်ကတော့90သားကျော်ကို11500ပေးခဲ့ရပါတယ်ငချင်းချင်းနယ်ပြီးသားလေးကအစိတ်သားကို8000ပိုးပါရှင်ဒီဝက်ပေါင်သားလေးကတော့1000ပိုးပါမဲသားကတော့အစိတ်သားကို12000စီးနဲ့85ချက်သားဝယ်ခဲ့တာ3600ကျခဲ့ပါတယ်ဒီဘူးသီးလေးနှလုံးကတော့1500ပါဆောင်းညံ့ညင်လေးက10သားကို2500ပို့ပါရှင်ရုပ်သီးစိမ့်လေး900ဘူးလည်းဝယ်ခဲ့လိုက်ပါတယ်အာလူကတော့တပိတ်သားကို4000စီးနဲ့ဒီဟာ2800ပို့ပါညင်လေးကတော့1000ပို့ပါဒီပဲဖြူပြုတ်ပြီးသားလေးကလည်း1000ပို့ပါရှင်ပဲပြားလေးတစ်တုံးလဲ2000နဲ့ဝယ်ခဲ့လိုက်ပါတယ်နွမ်းနုကလေးကတော့တစ်တုံးကို1500နဲ့2တုံး3000ပို့ပါတခွားသီးလေးက1000ပို့ကို3လုံးပါချိန်ငါးသီးလေးကလည်း1000ပို့ပါခါကျဦးကတော့အစိတ်သားကို1500နဲ့ဒါအစိတ်သား1500ပို့ပါကျူးမြင့်လေးလည်းအစိတ်သား2000နဲ့2000ပို့ဝယ်ခဲ့လိုက်ပါတယ်ဝါကောက်ကြော်လေးကတော့တစ်ထုပ်ကို900နဲ့9ထုပ်2500ပို့ပါရှမ်းခောက်ဆွဲဘက်လေးကတော့90သားကို2500ပါရှင်ဒီစကားတဲ့ဟာတရုတ်နနန်ရဲ့ဗမာနနန်ရဲ့စက်တုံမီလေးကတော့3မျိုးကို1500ပို့ပါကျက်ဦးလေးလည်းဝယ်ခဲ့လိုက်ပါတယ်ကျက်ဦးကတော့တပိတ်တာကို11000စီနဲ့ဒီလို site ကြီးတွေတပိတ်တာ24လုံးရခဲ့ပါတယ်ပဲကြော်လေးကအစိတ်သားကို9000ပို့ပါဒီပဲကြော်လေးကလေ9000ပေးမဲ့သူ့ထဲမှာပဲစိမ့်လေးတွေလည်းပါတယ်တီဟိုစီတီတွေလည်းပါတယ်ချက်တုံကွင်းကြော်လေးတွေရောအစုံပါတော့တန်တယ်လို့တော့ထင်ပါတယ်ချက်တုံဒီကြော်လေးကတစ်ထုပ်ကို2500ပါလက်အိတ်လေးတစ်ထုပ်လည်းဝယ်လာခဲ့လိုက်တယ်ခြေစည်းခွေလေးတစ်ပူလည်းဝယ်လာပါတယ်ဤလန်ဆက်ပြကြီးကတော့ဈေးတက်သွားလို့တပူကို4000ဖြစ်သွားပါပြီချက်တုံပြူကလည်းဘယ်ချိန်နေ့ကဈေးတက်နေလဲမသိဘူးကိုဝယ်လိုက်ခါမှာအစိတ်သားကို6000နဲ့လက်ဖက်ညွန့်လေးအစိတ်သားလည်း9000နဲ့ဝယ်ခဲ့လိုက်ပါတယ်ဒီငါ6တိတိလေးလေးကလည်း9000ပို့ပါဒီခောက်ဆွဲစည်းလေးကတော့4500ပါဖဲနီလေးစိတ်သားလည်း4500နဲ့ဝယ်ခဲ့လိုက်ပါတယ်ကရဝီရဲ့900ပို့ကလည်းအများကြီးပါပဲဒီနေ့ဝယ်ခဲ့တာတွေအကုန်လုံးကတော့3,400ကျော်3,500နီးပါးကျခဲ့ပါတယ်ဘယ်ဟာလေးတွေဈေးတန်ပြီးဘယ်ဟာတွေဈေးများလဲပြောပြခဲ့ကြအောင်နော်